ကောက်ကျောင်းအလှဆုံးလိုမှတ်ချက်ပေးခံထားရတဲ့ K-pop အိမ်တော်များပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။တင်ကားချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ K-pop အိမ်တော်ဖြစ်ဖို့ဆိုရင်အစိုးအကအတော်ဖို့ကအရေးကြီးဆုံးလို့ပြောနိုင်ပေမဲ့တက်တန်းကြာလာတဲ့အိမ်တော်တွေအတွက်တော့ခန္ဓာကိုယ်မိမိုက်ဖို့နဲ့ရုပ်ရည်ကလည်းအဓိကကျတဲ့အပိုင်းမှာပါဝင်ပါတယ်။အထူးသဖြင့်အမျိုးသမီးအိမ်တော်တွေကသူတို့ရဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ဝါလွန်းတာပိန်လွန်းတာစတဲ့ဝေဖန်မှုတွေကိုအလွယ်တကူခံရနိုင်တာကြောင့်သူတို့ရဲ့ခန္ဓာကိုယ်ကိုပုံမှန်အနေအထားမှာရှိနေအောင်အများကြီးဂရုစိုက်ရပါတယ်။ဒါအပြင်အမျိုးသမီးအိုက်တော်တွေရဲ့ခန္ဓာကိုယ်ကိုဖော်လွန်းတာမျိုးဆက်စီကြလွန်းတာမျိုးဆိုရင်လည်းအတော်လေးဝေဖန်ခံရတာပါ။ဒါပေမဲ့ဒီနေ့မှာတော့ဘယ်လိုမျိုးဆက်စီကြတဲ့အဝတ်တွေပဲဝတ်ပါစေဝေဖန်မှုတွေထက်ကိုယ်လုံးကိုယ်တည်းလှလုံးနေလို့ချီကျူးခံရတဲ့အိုက်တော်၃ယောက်ကိုပြောပြပေးမှာပါ။ပထမဆုံးတစ်ယောက်ကတော့အခုနောက်ပိုင်းမှာတကယ်ကိုပြောင်းလဲမှုအကြီးကြီးတွေဖြစ်လာပြီးတော့အမိုက်စားခန္ဓာကိုယ်ပိုင်ရှင်ဖြစ်လာတဲ့ Blackpink ဖွဲ့ဝင် Lisa ပါ။ Lisa ဟာအရင်တုန်းကတော့ပိန်ပိန်ပပနဲ့ချစ်စရာကောင်းတဲ့ပုံစံလေးဖြစ်ပေမဲ့နောက်ပိုင်းတကူတော့လှူရှားမှုတွေမှာတော့တကယ်ကိုအမိုက်စားအမျိုးသမီးတစ်ယောက်ရဲ့အရှိန်အဝါလိုမျိုးစပြီးတော့တွေ့လာရပါတယ်။အခုနောက်ပိုင်းမှာဆိုရင် Lisa ကသူ့ခန္ဓာကိုယ်ကိုအာယုံစိုက်ပြီးတော့ပိုလှလာအောင်ပြုပြင်လာသလိုခန္ဓာကိုယ်အလှကိုဖော်ပြတဲ့ဝတ်စုံတွေကိုလည်းဦးစားပေးဝတ်ဆင်လာတာဖြစ်ပါတယ်။အထူးသဖြင့်အားရှားသူဖြစ်ပေမဲ့အနောက်တိုင်းဆန်နဲ့အမျိုးသမီးတွေမှာပဲရှိတတ်တဲ့အချိုးအစားတိုင်းဖြစ်လာတာကြောင့်လီဆာကတကယ်ကိုဆွဲဆောင်မှုရှိတဲ့ကိုလုံးပိုင်ရှင်အဖြစ်အတိမတ်ပြုခံနေရတာပါမကြသေးခင်တုန်းကတင်ထားတဲ့ပုံမှာတောင်သူ့ရဲ့ခါးနဲ့တင်ပါအလှတွေကိုအထင်သာမြင်နေရတာကြောင့်လီဆာဟာသူ့ခန္ဓာကိုယ်ကိုယုံကြည်ချက်ရှိရှိနဲ့လှပမိမိုက်နေအောင်စူးစမ်းနေရမြင်နိုင်ပါတယ်နောက်တစ်ယောက်ကတော့ဆက်စီအိုင်ဒေါလို့ K-pop ပရိသတ်တွေတိုင်းအတိမတ်ပြုရတဲ့ Twice အဖွဲ့ဝင်ကြီးဟိုပါဂျီဟိုဟာငကိုကလေးကတခြားသူတွေလိုမျိုးပိန်နေရမျိုးမဟုတ်တဲ့ပြင်ပွဲဦးထွက်ဆကလေးကပုံစံတစ်မျိုးနဲ့လှတဲ့သူဆိုပြီးတော့နာမည်ကြီးတဲ့သူပါအခုနောက်ပိုင်းမှာတော့သူကအားကစားကိုအာယုံစိုက်ပို့လောက်လာတာကနေသူ့ရဲ့ခန္ဓာကိုယ်ကလည်းတကယ်ကိုတီးတီးတသားပြောင်းလဲလာပါတယ်သူ့ရဲ့ outfit ရွေးချယ်မှုတွေကလည်းတကယ်ကိုခန္ဓာကိုယ်အလှတွေကိုပေါ်လွင်စေပြီးတော့တကယ်မိမိုက်တဲ့အမျိုးသမီးလိုပုံစံကိုပေါ်စေတာပါဒါအပြင်နှစ်ရှည်အားကစားလုပ်ခဲ့ရကြောင်းဂျီဟိုဟာအစီအပိုမရှိသလောက်ဖြစ်ပြီးဘိုက်မှာ ABS တွေတောင်ရှိနေပါတယ်။ဒါအပြင်သူကရင်သားအလှမှာပထမအရလောက်တယ်လို့တင်စားကြတယ်။အချိုးစားကြတဲ့အလှပိုင်ရှင်ဖြစ်နေရပါပရိသတ်တွေကတော့ဂျီဟိုဟာအိုက်ဒေါသာမလုပ်ခဲ့ရင်တကယ်ကိုအားကစားမယ်တွေလိုမျိုးလုံးဝစံပြဖြစ်တဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်နိုင်မှာဆိုပြီးတော့ချီးကျူးကြပါတယ်။နောက်ဆုံးတစ်ယောက်ကတော့တောင်ကိုရီးယားတနိုင်ငံလုံးလက်ခံထားရတဲ့ရေနက်ဖျားမလို့တင်စားကြတယ်။ခွမ်အွန်ဘီပဲဖြစ်ပါတယ်။အရင်ကအိုက်ဒေါဖွင့်ဝင်ဖြစ်ခဲ့ပြီးတော့နောက်ပိုင်းတကူတော့အဖြစ်လှုပ်ရှားနေသူပါ။သူမက Water Festival ပွဲတစ်ခုမှာပါဝင်ရင်းကနေအရန်လှပြီးတော့မိမိုက်တဲ့ခန္ဓာကိုယ်ရှိရာကြောင့်တဟုန်တို့နာမည်ကြီးသွားခဲ့ပါတယ်။အွန်ဘီကတော့အတော်လေးကိုအချိုးအစားလှတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတဲ့အပြင်သူ့ရဲ့ကိုယ်လုံးကိုယ်ပါကတာမန်အိုက်ဒေါတွေမှာမြင်ရတဲ့အချိုးအစားတဲ့အများကြီးလှပြီးတော့ဆွဲဆောင်မှုရှိနေရဖြစ်ပါတယ်။သူ့ရဲ့အလှကြောင့်တချို့သတင်းတွေမှာဆိုရင်သူမကခွဲစိတ်ပြုပြင်မှုလှုပ်ထားကြောင်းကောလဟလတွေပါထွက်လာတဲ့အထိဖြစ်ခဲ့တာပါ။ဒါပေမဲ့သူကိုယ်တိုင်ကတော့ခွဲစိတ်ပြုပြင်ထားတာမဟုတ်ပဲတဘာဝအတိုင်းသာဖြစ်ကြောင်းတရားဝင်ပြောခဲ့ပါတယ်။ပရိသတ်ကြီးရောအခုပြောသွားတဲ့၃ယောက်ထဲမှာဘသူကပို့ပြီးတော့အမိုက်ဆုံးခန္ဓာကိုယ်ရှိလေးဆိုတာခေါမမှာပြပြခဲ့ပါအောင်ရှင်။ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။